မင်္ဂလာပါရှင်ဒီနေ့ကတော့အလုပ်ထဲမှာသမင်စားပြတာလေးပါရှင်ပူပူလလောင်မောနော်မနက်ဆိုတဲ့အခါကျတော့ဟင်းကြက်သမင်ကြက်တဲ့ချိန်ဆိုတော့လေအလုပ်ထဲမှာသမင်စားတာကြက်ဥတစ်လုံးနဲ့ပြီးတော့ခရမ်းသီးနဲ့ကန်ရောနဲ့ချရတာပါရှင်ကိုဒီကလည်းလေးဘလို့လဲမစီရင်လည်းမိတ်အောင်စားတတ်ပါလိမ့်ရှင်ကြက်ဥနဲ့အဒီခရမ်းသီးကန်ရောလေးနဲ့ပြီးကြော်လေးနဲ့မိတ်အောင်စားပါရစေ။ဒီနိုင်ငံမှာလုံးလို့ရတာကမလွယ်ဘူးပေါ့နော်။ဘယ်လိုလဲမစီရင်လဲစားတတ်ရတယ်သူများကျွေးတာနဲ့လဲစားတတ်ရတယ်ပေါ့နော်။စားတဲ့ရင်တော့ကိုဟာကိုဝယ်စားရမယ်လေနော်ကိုဟာကိုဝယ်စားရမယ်ဆိုရင်ရတဲ့ပတ်စံနဲ့ကိုကဝယ်စားနေရင်တော့မကာမိတော့ဘူးလေအဲ့ဒီတော့ဘယ်လိုလဲနေတအောင်နေရမယ်စားတအောင်စားရမယ်ပေါ့နော်ပတ်စံရဖို့ဆိုတာကလည်းဒီလိုမျိုးစားတတ်ရတယ်စုတတ်ရတယ်လို့ထင်ပါလိမ့်ရှင်ရလိုက်အကောင်စားလိုက်ဆိုရင်တော့ကုန်တာပါပဲတော့ပင်လာဆိုတဲ့အတွက်ကြောင့်မျိုးစကားပြောမအောင်ဘူးပေါ့နော်ခဏနေရင်စာရွက်လာတော့မယ်စာရွက်လာရင်လုံးလုံးရတော့မယ်လေအဲ့ဒီတော့ကမန်တန်စားရပါတယ်သမင်းကိုထိုးထဲနေတာတိုင်ရိုးလေးရလေးစားကောင်းတယ်ပေါ့နော်ထုတ်လေးနဲ့ဒါကဒီနေ့ကကျမတို့မှခင်းမရှိတဲ့အတွက်ကြောင့်မလို့ဒီကန်ရောတစ်ချောင်းနဲ့ခရင်ဒီနဲ့ရောချက်တာပေါ့နော်ဒါကတစ်နေ့လုံးကြာနော်မနက်ရောညနေရောတကယ်လို့ကိုကညပါစားချင်တယ်ဆိုရင်ညပါတာပဲပေါ့နော်တယောက်တစ်ပကံပါစေအတိလိုမျိုးစားနိုင်ကြလားစင်ပြောခဲ့ကြပါအောင်တခုခု